ကလေးတို့ရေဒီနေ့ပြောပြမယ့်ပုံပြင်ဇာတ်ကားကတော့နော်အေးနဲ့တင်းဘောကြီးအကြောင်းပဲဖြစ်ပါတယ် ဟိုးရှေးတုန်းကလူတွေမကောင်းတာတွေအများကြီးလုပ်နေတဲ့အချိန်တစ်ခုမှာဘုရားသခင်ကိုနားထောင်တဲ့လူကောင်းတစ်ယောက်ရှိတယ်။သူ့နာမည်ကတော့နော်အေးပါ တနေ့မှာဖယားသခင်ကနောအေကိုမကြခင်မိုးကြီးကြပြီးရေလွှမ်းမယ်မင်းနဲ့မင်းမိသားစုကိုကယ်တင်ဖို့တင်း波ကြီးတစ်စင်းစောက်ပါလို့ပြောခဲ့တယ် နော်အေးကမမြင်ဘူးတဲ့အရာတောင်ဖျားစကားကိုယုံကြည်ပြီးတင်းဘောကြီးကိုစတင်ဆောက်လိုက်တယ်လူတွေကနော်အေးကိုမြင်ပြီးဘာလုပ်နေတာလဲမိုးလည်းမကြဘူးလေလို့ရေကြတယ်ဒါပေမဲ့နော်အေးကမရက်ဘူးသူကဖျားစကားကိုယုံကြည်ပြီးဆက်လုပ်နေတယ် တနေ့မှာအော်စရာဖြစ်လာတယ်တရိတ်ဆန်တွေအားလုံးစင်ကြားငှက်မြောက်နှစ်စုံနဲ့တင်းပေါ်ထဲဝင်လာကြတယ်နော်အေးနဲ့သူ့မိသားစုလည်းဝင်သွားကြပြီးဖယားသခင်ကတကားကိုပိတ်လိုက်တယ်ထို့နောက်မိုးကြီးစတင်ကြလာတယ်40ရက်40ညတိမိုးမရက်ဘူး ရေကတဖြည်းဖြည်းတက်လာပြီးမြေကြီးတစ်လုံးလုံးကိုဖုံးလွှမ်းသွားတယ်။ဒါပေမဲ့တင်မောထဲမှာရှိတဲ့နော်အီတို့ကလုံခြုံနေတယ်။နောက်ဆုံးမှာမိုးရက်သွားပြီးရေကလည်းကျသွားတယ်။နော်အီကငှက်တစ်ကောင်လွတ်ပြီးမြေပြန်ခြောက်သွားပြီလားစစ်တယ် နောက်ဆုံးမှာသူတို့အပြင်ထွက်လာနိုင်ခဲ့တယ်ဖျားသခင်ကမိုးကောင်းကင်မှာမိုးခွေးတရားတစ်ခုထားပြီးပြောတယ်ငါခတိဒီလိုရေလွှမ်းမှုမလုပ်တော့ဘူးဒီဇလန်ကသားသားမိမိတို့ကိုသင်ပေးတာကဖျားစကားကိုယုံကြည်ပါလူတွေဘလို့ပြောကောင်းတာကိုဆက်လုပ်ပါဖျားကယုံကြည်သူကိုကာကွယ်တယ်နော်အီလိုယုံကြည်သူဖြစ်ကြရအောင်နော်သားသားမိမိတို့ရေဂျာနာသူအရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ